Learn English and change your life. ဒီမေကွန်းကိုမေးဖို့ပါသလား။ဘာကြောင့်ကျွန်တော်တို့ကအင်္ဂလိပ်ဘာသာစကားကိုအခုကနေစလေ့လာသင်တာလဲ။အင်္ဂလိပ်ဘာသာစကားတက်ရင်ရောကျွန်တော်တို့တကယ်ဘာတွေရမှာလဲ။အင်္ဂလိပ်ဘာသာစကားဆိုတာကကျောင်းစာအုပ်တွေကဘာသာရပ်တစ်ခုသာမဟုတ်ပါဘူး။21ရာစုမှာမရှိမဖြစ်လိုအပ်တဲ့စကေးတစ်ခုဖြစ်ပါတယ်။ကျွန်တော်မိတ်ဆွေအင်္ဂလိပ်ဘာသာစကားလေ့လာတဲ့အခါတကယ်ဘာတွေရမှာလဲဆိုတာကိုပြောပြပါမယ်။နံပါတ်1အချက်အနေနဲ့စကားပြောဆိုရမှာယုံကြည်မှုအပြည့်ရှိခြင်းမိတ်ဆွေလူတစ်ယောက်ယုံကြည်ချက်ရှိနဲ့စကားပြောဆိုနေတာကိုတွေ့ဘူးပါသလားထိုကဲ့သို့ယုံကြည်ချက်ရှိစွာပြောဆိုနိုင်ဖို့လောက်ရမှာတွေကတခုကစကားများများပြောပြရတာပါမိတ်ဆွေကအင်္ဂလိပ်ဘာသာစကားကိုလေ့လာနေရင်စကားပြောနေစဉ်လေ့ကျင့်ရတာမလို့စကားပြောတဲ့အခါယုံကြည်ချက်အပြည့်ရှိလာမှာပါပထမဆုံးအနေနဲ့အင်္ဂလိပ်ဘာသာစကားလေ့လာတဲ့အခါရမယ့်အရာကကိုယုံကြည်မှုဖြစ်ပါတယ်နံပါတ်2နိုင်ငံတကာအခွင့်အရေးဒုတိယအနေနဲ့ကတော့အင်္ဂလိပ်ဘာသာစကားကအခွင့်အလမ်းတကားတွေကိုဖွင့်ပေးပါတယ်အလုပ်အကိုင်အခွင့်အလမ်းတွေပညာသင်စုတွေရှောက်ဖို့စသည်ဖြင့်ဒီအရာတွေမှာအင်္ဂလိပ်ဘာသာစကားကအရေးပါနေပါတယ်။နောက်ပြီးအင်္ဂလိပ်ဘာသာစကားကအင်္ဂလိပ်လူမျိုးတွေပဲသုံးတာမဟုတ်ဘဲတကဘာလုံးနီးပါးသုံးတာမလို့ကဘာကြီးနဲ့အဆက်အသွယ်ရပြီးမျက်စိပွင့်နားပွင့်စေပါတယ်။နံပါတ်3သတင်းအချက်အလက်တွေကိုအလွယ်တကူရခြင်းနောက်တစ်ခုကအင်္ဂလိပ်ဘာသာစကားကိုတက်မြောက်ထားရင်သတင်းအချက်အလက်တွေဗဟုသုတတွေအားလုံးကိုအလွယ်တကူရနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကမ္ဘာသတင်းတွေကောင်းပါတယ်ဆိုတဲ့စာအုပ်တွေ YouTube ပေါ်ကသင်တန်းတွေဒါတွေအားလုံးဒီပါကအင်္ဂလိပ်ဘာသာစကားကိုသုံးထားတာဖြစ်လို့ကိုကအင်္ဂလိပ်ဘာသာစကားတက်ထားရင်လွယ်လေလိလာသိမြင်နိုင်ပါတယ်။ခရီးသွားခြင်းနဲ့ဆက်သွယ်ခြင်းစတုထမြောက်အင်္ဂလိပ်ဘာသာစကားကိုတက်မြောက်ထားတဲ့အခါခရီးသွားတဲ့အခါလွယ်ကူပြီးတခြားနိုင်ငံကသူတွေနဲ့မိတ်ဆွေဖွဲ့နိုင်ပါတယ်။တခြားနိုင်ငံကလူတွေရဲ့အတွေ့တွေယဉ်ကျေးမှုတွေနေထိုင်မှုတွေကိုလေ့လာပြီးကိုယ့်ရဲ့အတွေ့အမြင်တွေကိုချဲ့ထွင်နိုင်ပါတယ်။နံပါတ်5ကိုယ့်ရဲ့ကိုယ်သွေးတိုးတက်စေမှုနောက်ဆုံးအချက်အနေနဲ့အင်္ဂလိပ်ဘာသာစကားတက်မြောက်ထားတဲ့အခါမိတ်ဆွေရဲ့ကိုယ့်ရဲ့ကိုယ်သွေးကိုတိုးတက်စေပါတယ်။မိတ်ဆွေအင်္ဂလိပ်စာကိုလေ့လာတဲ့အခါမိတ်ဆွေရဲ့စကားပြောနိုင်စွမ်းတွေနားထောင်ရည်စွမ်းတွေနားလည်နိုင်စွမ်းတွေနဲ့မှတ်ဉာဏ်တွေကိုတိုးတက်စေရဖြစ်လို့မိတ်ဆွေရဲ့ကိုယ်သွေးကိုမြင့်တင်ပေးပါတယ်။ဆိုတော့ကျွန်တော်တို့အနေနဲ့အင်္ဂလိပ်ဘာသာကိုလေ့လာတဲ့အခါတကယ်ဘာတွေရကြလဲဆိုရင်ကိုယုံကြည်မှုအခွင့်အလမ်းတွေအသိပညာဗဟုသုတတွေအခြေဆက်တွေနဲ့ကိုယ်သွေးတိုးတက်မှုတွေဖြစ်